ကြောင်းလာရွယ်လူတွေတူတူပြောခဲ့တယ်ဖြစ်စေဆုံးစိတ်ထားနဲ့ပညာသင်ကြားခဲ့ကြတယ်ဒီလိုနဲ့တန်တက်ကတက္ကသိုလ်စီကိုရောက်ဖို့တော့ကြာကန်ရဲ့ကျောင်းတော်ကြီးကိုနှုတ်ဆက်ခဲ့အတတ်ပညာဆုံးဒီမှာကွယ်လောက်တော်ဝန်ကိုစီထမ်းနေနိုင်ငံတွေပြည့်စက်ရင်တဲ့လူတွေဝေးသွားကြတယ်ကြာလာပြီမဲ့လေကြာကန်ကြောင်းဒီကကွယ်နိုင်ငံမျိုးစင်တူဝေးပေါ်ပြီးနေစေစာသင်ခန်းအောင်လေးမှာလူတွေပြန်ဆောင်နေတယ်ကိုရင်တဲ့အကြောင်းများကိုပြန်လဲပြောကြရင်းနဲ့စိတ်ဝစာကိုတစ်ခေါက်ပြန်ဝစ်ချင်ပေမဲ့လည်းအချိန်ရထားသည်ဟာနောက်မပြေရှစ်ဆက်ခဲ့ဘဝပင်လေဟာကျေပါれမဆုံးနိုင်တန်တရားတဝဲလေပြောစရာတ